Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကကျူးစာပါဒီဗီဒီယိုမှာတော့sorry India Boy Simulator ဆိုတဲ့ game ကိုဆော့မှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲလိုက်ကြည့်ပေးကြပါစလိုက်ခဏကျွန်တော် live ဖွင့်ထားတယ်မေ့ပါ sorryကဲတော့ကျွန်တော်ဂိမ်းတွေကိုတော့ရောက်လာပြီပေါ့နော်အခုတော့စေကျွန်တော်အင်ကြီးလဲပဲပေါ့နော်အင်ကြီးလေးနေလဲလာအောင်ဗျာဒီရှက်အမေကားရှိရဒီနေ့ကကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့ရဲစခန်းကိုသွားပြီးတော့ရဲတယောက်မကြောက်ပေါက်သွားတယ်ဟုတ်ပါတယ်အဲ့တော့ဒီနေ့က mission ပေါ့ okay အဲ့တော့လိုက်ကြည့်ပေးကြပါ let's go စလိုက်ဆုံးပါမယ်ညာ။ဟောလုံးကြိုကြီးမတက်ပါနဲ့ဆိုမှတက်ပါဒီ။ကောက်ဝါစင်။ဒီလုံးဒီလုံးကြိုကြီးကောင်နော်။ဟောလည်းဒီတော့ကိုပြ။မလေးပါ။ဟောဒီကောင်လည်းတက်တယ်။ဟောဆော်နေပြီ။ okay ဝါ okay ။ဒီဝါအဲ့ဆိုချိုးဒီပါလူကြံလေးလဲဆိုတော့ကြည့်။ထောင်ထဲမှာတော့ဘယ်သူမှမကြည့်မရှိဘူးပေါ့နော်ပေါ်တော့ကိုကျွန်တော်တက်ကြည့်ဟာပေါ်တော့မှာလည်းဘယ်သူမှမရှိဘူးလားအဲ့ခွန်းလို့ကြည့်ရခုံစင်းရခုံစခုံချဟာခုံချလို့မရဘူးဘာကြီးလေရစမ်းကြည့်โอเคကျဲခဏဟာဒီမှာ CCTV လည်းရှိရတော့ဒီပါဆိုကျွန်တော်ကားစီတစ်ခုလောက်တစ်စီးလောက်ထုတ်အောင်ဗျာပြီးတော့ဒီဂိမ်းကတစ်ခုမိုက်တာဖုန်းခေါ်လိုက်ရုံနဲ့ကားတွေဆိုင်ကြီးထွက်ပါတယ်ကျွန်တော်ခေါ်ရမယ်နော်ကျွန်တော်တင်ကားတစ်စီးခေါ်ရမယ်တင်ကားရဲ့နံပါတ်ကတော့ဘလို့မှတ်ထားပါတော့ဘလို့စော့ရင်လည်းတင်ကားခေါ်လို့ရအောင်နံပါတ်ကတော့40 okay အဲ့ဒါကိုခေါ်လိုက်ပေါ့နော်ဟာကြော်ညာတက်ပြီခင်ဗျဟုတ်လားကျွန်တော်တက်လာလားဟုတ်တာဗောကြော်နေရတက်တာဗောကျွန်တော်မေ့သွားတာလိုင်းကိုကျွန်တော်မှားပြီးတော့ဖွင့်မိသွားတာ sorry okay ကျွန်တော်ရပါတော့ကြာလိုက်တာလို့ကြော်ညာ shit okay လောက်ပါကွာဟောခြာခိုင်းနေပါနဲ့မလို့ကသူလောက်ပါကွာကောင်းတယ်ဟိုကောင်ခံနေokay ကြော်လိုက်တော့okay ကျိုးဒီခရိုင်နော်ဒီကေကိုကျွန်တော် play store မှာထုတ်လို့ရအခုမကြည့်တင်ကားတစ်စီးထွက်လာပြီးတွေ့ရလားခရိုင်နော်ကျွန်တော်လိုင်းပိတ်တာ sorry okay မှာကျိုးကားရပါပြီကားကဘာတွေလုပ်လို့ရလဲဆိုတော့ညောင်းနေကြည့်လို့ရပါတယ်မတည့်ခင်တော့သွားပြီးတော့နိုင်သွားကြည့်ပါနော်ကောင်မသိတယ်ယော့ဟုတ်ကဲ့ဟုတ်ကဲ့ရတယ် nhá
တာတတိကောင်းလားတတိတရားကောင်းရှေးတာကျေတွေ့နေရတယ်what the fuck ကျေရတာကိုကျွန်တော်ကျေရလာပြီဆိုရင်ရှင်ချဖို့ငါလေးလုံးခေါ်လိုက်ငါဆိုရင်ကျွန်တော် ghost spider super bike ကြီးလာတယ်အဲ့ဒါတွေနဲ့ဒီကောင်လေးရဲ့ရှေးကပုတ်လိုက်တာနဲ့ဒီကောင်လေးတစ်ခါလေးချက်ချင်းတက်ပြီးတော့ကားပြီးကဲတော့ကျေရတော့ကုန်ပြီရောကဲ let's go ကဲအဲ့ဒါလေးကိုကောက်တော့ပြီးတော့နတ်တာမယ်ကိုကောက်ရအောင်ဝေးရကြည့်ကိုရောက်လာတယ်ဒီအကိုရှိုးသေးလေးစားတဲ့အနေနဲ့အဖိုးတီအမတီဝေးပါတော့မေးကျလို့ပြောလို့ဘယ်လိုပြောမရဘူးတီးဆိုတီးခဒီဝါကတော့အော်မစတိုင်းပါကရုံပြောင်းရှင်ရချရတယ်အေးတော့ကွာโอเคအဲ့တော့ဒီနေ့ရဲ့ feel တော့ဒီလောက်ပါပဲအစိုးရကြည့်ပေးချင်တဲ့တယောက်ချင်းစီတာကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် video မှာပဲပြန်ပြီးတွေးဆောင်ကြပါရယ်ကျွန်တော်ရဲ့ channel လေးကအခုမှစဖွင့်ကစားမလို့ subscribe လုပ်ပြီးတော့ like and subscribe လုပ်ခဲ့ကြဖို့အားလုံးပြောချင်ပါတယ်ကျွန်တော်ဒီနေ့ရဲ့ video လောက်ပါပဲကျွန်တော်နောက် video မှာပဲပြန်ပြီးတွေးဆောင်ကြပါပေါ့ဒီ channel ရဲ့အသိမှာတော့ကျွန်တော်တို့ video တွေပုံမှန်တင်ဖို့ရှိပါတယ်အဲ့တော့ကျွန်တော်အားပေးကြပါအောင်အဲ့တော့ video ဒီလောက်ပါပဲနောက် video မှာပဲပြန်ပြီးတွေးဆောင်ကြပါBye bye.